စာနီတင်ချိုင်းဘရင်အပိုင်းဆဲနှစ်အမှောင်ကလိုက်လာတဲ့လမ်းမနက်ခင်းလေးလင်းလာတဲ့အချိန်မှာတောတောင်ကြားထဲကလေကအေးအေးလေးတိုးနေတဲ့မိုးရေခဲသီးလေးတွေတစ်ပင်ရွက်ပေါ်မှာတောက်ပနေပြီးနေရောင်နဲ့လှပစွာလင်းလက်နေတယ်။ဇာနီမျက်လုံးဖြည်းဖြည်းဖွင့်လိုက်တယ်။ညကသူတို့နှစ်ယောက်တောင်ပေါ်မှာအနားယူခဲ့ကြတာပဲအခုတော့နေရောင်အလင်းနဲ့တောတောင်ကပိုပြီးလှလာနေတယ်။သူဘေးကိုလှည့်ကြည့်လိုက်တယ်။အေဂရီတစ်ပင်နာမှာထိုင်ပြီးမြစ်ဖက်ကိုကြည့်နေတယ်။လေကသူမစပင်ရှည်တွေကိုဖြည်းဖြည်းလှုပ်ရှားနေတယ်။ဇာနီခဏတိတ်တိတ်လေးကြည့်နေမိတယ်။အေဂရီလှည့်ကြည့်လိုက်တယ်။အိုးမင်းနိုးပြီလား။ဇာနီထိုင်ပြီးပြုံးလိုက်တယ်။ဟုတ်တယ်။မနက်ကအေးလာတယ်။အေဂရီခေါင်းညှိလိုက်တယ်။ဒီတောတောင်မှာမနက်တိုင်းဒီလိုပဲလှတယ်။ဇာနီထပြီးအနားလာထိုင်လိုက်တယ်။မင်းဒီနေရာကိုကောင်းကောင်းသိတယ်လို့ပဲ။အေဂရီပြုံးလိုက်တယ်။ကျမဒီနားကရွာကပါ။ဇာနီမျက်ခုံးမြောက်လိုက်တယ်။ရွာလား။ဟုတ်တယ်။ဒီတောတောင်နားမှာရွာသေးသေးလေးတစ်ခုရှိတယ်။သူမမျက်လုံးထဲမှာအလင်းလေးတောက်နေတယ်။မင်းလိုက်ကြည့်ချင်လား။ဇာနီခဏစဉ်းစားလိုက်တယ်။ပြီးတော့ခေါင်းညှိလိုက်တယ်။ကောင်းတယ်။ငါမမြင်ဘူးတဲ့နေရာတွေကိုတွားကြည့်ချင်တယ်။အေဂရီပျော်သွားသလိုပြုံးလိုက်တယ်။ဒါဆိုလား။ကျမလမ်းပြမယ်။သူတို့နှစ်ယောက်တောလမ်းလေးကိုလမ်းလျှောက်သွားကြတယ်။တောထဲမှာငှက်တွေပြန်နေပြီးပန်းပင်တွေလှပစွာပွင့်နေတယ်။ဇာနီစိတ်ထဲမှာအေးချမ်းတဲ့ခံစားချက်တစ်ခုပေါ်လာတယ်။သူ့ဘဝမှာအရင်တုန်းကသွေးစစ်ပွဲအမှောင်တွေပြည့်နေခဲ့တယ်။ဒါပေမဲ့အခုတော့တောတောင်နဲ့မိန်းကလေးတစ်ယောက်နဲ့လမ်းလျှောက်နေတာပဲ။အေဂရီလှည့်ကြည့်လိုက်တယ်။ဇာနီဟမ်မင်းဘာတွေစဉ်းစားနေတာလဲ။ဇာနီပြုံးလိုက်တယ်။ဘာမှမဟုတ်ပါဘူး။ဒီနေရာလှလို့အေဂရီရေလိုက်တယ်။မင်းကတကယ်ထူးဆန်းတဲ့လူပဲ။ဇာနီလည်းရေလိုက်တယ်။ခဏကြာတော့သူတို့တောထဲကအနှဲငယ်ကျဲတဲ့လမ်းကိုရောက်လာတယ်။ဒါပေမဲ့ဇာနီရုတ်တရက်ရက်လိုက်တယ်။အေဂရီလှည့်ကြည့်လိုက်တယ်။ဘာဖြစ်လဲ။ဇာနီမျက်လုံးတင်းသွားတယ်။သူလေထဲကိုသတိထားပြီးကြည့်နေတယ်။မင်းတခုခုမခံစားဘူးလား။အေဂရီခေါင်းခါလိုက်တယ်။ဘာမှမရှိဘူး။ဒါပေမဲ့ဇာနီစိတ်ထဲမှာထူးဆန်းတဲ့အရာတစ်ခုခံစားနေတယ်။အဲ့ဒါအမောင်စွမ်းအားတစ်ခု။သူအဲ့ဒီစွမ်းအားကိုအရင်ကခံစားဘူးတယ်။စစ်ပွဲချိန်မှာပဲဇာနီအတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်။တယောက်ယောက်ငါတို့ကိုလိုက်နေတယ်။အေဂရီမျက်လုံးကျဲသွားတယ်။ဘာအဲ့ဒီအချိန်တောထဲကအရိပ်တွေလှုပ်ရှားလာတယ်။တစ်ပင်ကြားကနေလူ၃ယောက်ထွက်လာတယ်။သူတို့မျက်နှာတွေအနက်ရောင်ဝင်းနဲ့ဖုံးထားတယ်။လက်ထဲမှာဓာတ်ရှည်တွေကင်ထားတယ်။သူတို့ထဲကတယောက်ရေလိုက်တယ်။နောက်ဆုံးတော့တွေ့ပြီ။ဇာနီမျက်လုံးတင်းသွားတယ်။မင်းတို့ဘသူတွေအဲ့ဒီလူပြောလိုက်တယ်။မင်းကိုတတ်ဖို့လာတဲ့လူတွေအေဂရီကြောက်သွားတယ်။ဇာနီချက်ချင်းသူမရှိကိုရက်လိုက်တယ်။မကြောက်နဲ့သူဓာတ်ကိုဖြည်းဖြည်းဆွဲထုတ်လိုက်တယ်။အလင်းဖြော့ဖြော့တောက်လာတယ်။အဲ့ဒီလူတွေမျက်လုံးတင်းသွားတယ်။အဲ့ဒီဓာတ်တေချာပဲမင်းပဲဇာနီအတန်နှိမ့်နှိမ့်နဲ့ပြောလိုက်တယ်။မင်းတို့ဘသူအမိန့်နဲ့လာတာအဲ့ဒီလူပြုံးလိုက်တယ်။အမောင်ရှင်ဇာနီမျက်လုံးတင်းသွားတယ်။မဖြစ်နိုင်ဘူး။သူတေသွားပြီ။အဲ့ဒီလူရဲလိုက်တယ်။အမောင်ကမတေဘူး။မင်းလည်းသိတယ်မဟုတ်လား။တင်ချိုင်းဘရင်အေဂရီအံ့ဩသွားတယ်။တင်ချိုင်းဘရင်ဇာနီတိတ်သွားတယ်။သူ့ရုပ်ဝက်ချက်ထွက်လာပြီ။အဲ့ဒီလူသားကိုမြှောက်လိုက်တယ်။ဒီနေ့မင်းရဲ့ခရီးကဒီမှာအဆုံးပဲ။ဇာနီမျက်လုံးအေးသွားတယ်။သူသားကိုတင်းတင်းကင်လိုက်တယ်။မင်းတို့မသိသေးဘူး။လေထဲမှာစွမ်းအားတစ်ခုလှုပ်ရှားလာတယ်။ငါဘသူဆိုတာ။သူអော်လိုက်တယ်။ရှက်ဓာလင်းတန်းတစ်ခုလေထဲကိုဖြတ်သွားတယ်။တိုက်ပွဲပြန်စတင်တော့မယ်။အေဂရီနောက်မှာရက်ပြီးဇာနီကိုမျက်လုံးမလွှဲပဲကြည့်နေတယ်။သူမစိတ်ထဲမှာအတွေးတစ်ခုပေါ်လာတယ်။ဇာနီမင်းတကယ်ဘသူလဲ။ဆက်ရန်